စာရီအများကြီးကျိုးစားစားလုပ်လိုက်တယ်ဒါပေမဲ့အမှတ်ကတိုးမလာဘူးဆိုတာမျိုးကြုံမှုလားတကယ်တော့စာများများလုပ်တယ်ဆိုတိုင်းအချိန်ကြီးအကြာကြီးလုပ်တယ်ဆိုတိုင်းအမှတ်များများရနေမှာမဟုတ်ဘူးဒီဗီဒီယိုလေးမှာတော့စာနည်းနည်းပဲလုပ်ပြီးအမှတ်ကောင်းချင်တယ်ဆိုတဲ့လူတွေအတွက်၄တန်း၃ခုကိုပြောပြပေးမယ်စာလုပ်ရတာနဲ့အမှတ်နည်းနည်းပဲရရဲဆိုတဲ့အကြောင်းသားရရှိတယ်သူတို့ရဲ့အဓိကပြဿနာစာမလုပ်လို့မဟုတ်ဘူးအချိန်မပေးသင့်တဲ့စာတွေမှာအများကြီးအချိန်ပေးနေပြီလို့စာရီအားလုံးကိုဒန်းတူသဘောထားနေလို့မရဘူးဥပမာဒီရက်ခရာနဲ့ဒီရက်ခရာကိုပဲကြည့်တချို့ကတာလင်းကျိတ်ဆိုတဲ့အတန်ထွက်တောင်မှမေ့နေကြပြီတိတ်မသုံးပြလို့မေ့သွားကြရဲဆိုတာတော့သဘာဝကျပါတယ်ဒါမဲ့ဒါကိုကြည့်ပြီးတော့တည်ထားဖို့လိုတာအခရာတွေထဲမှာပိုသုံးကြရဲ့အခရာတွေရှိလို့အသုံးနဲ့အခရာတွေလည်းရှိရဆိုတာပဲစာရီမှာလည်းဒီလိုပဲပိုပြီးအရေးကြီးရဲ့စာပိုပြီးတန်ဖိုးရှိရဲ့စာအမှတ်ပိုရစီမယ်ဆိုတဲ့စာမျိုးတွေရှိတယ်ဒါတွေကိုတည်ထားဖို့လိုတယ်တာလင်းကျိတ်လိုမျိုးစာတွေမှာမင်းကအချိန်ပိုပြီးတော့ပေးနေမိမယ်ဆိုရင်စာများများလုပ်လည်းပဲအမှတ်ကတိုးလာမှာမဟုတ်ဘူးအဲ့တော့စာလုပ်ချင်နေနဲ့ဖတ်ကောင်းချင်တယ်ဆိုရင်အားလုံးကိုတန်းတူတပေါ်ထားပြီးအချိန်ပေးနေရပြီမဟုတ်ပဲအမှတ်ပိုများများရစီမဲ့စာတွေကိုပဲပို့ပြီးတော့အာရုံစိုက်လုပ်ရမယ်ဒါကြောင့်မလို့ဘယ်လိုစာမျိုးတွေကအမှတ်ပိုရမယ်ပိုအရေးကြီးရဲ့ဆိုတာကိုလည်းသိထားရမယ်ဒီလိုသိဖို့ဆိုရင်ရောဘယ်လိုလုပ်ရမလဲမိကုန်းဟောင်းနေများများပြန်ကြည့်မိကုန်းဟောင်းထဲမှာအမေးများတဲ့ပု္ပ္ပစာပုံစံတွေသဘောတရားတွေကိုအဓိကထားပြီးတော့ကျင့်ကြံအောင်လုပ်တာပု္ပ္ပစာတွေမိကုန်းနေနေမဟုတ်ပဲမိကုန်းတစ်ခုလုံးရဲ့မေးတတ်တဲ့ pattern တွေကိုလည်းနားလည်အောင်လုပ်တာအဲ့လိုသာလုပ်ထားမယ်ဆိုရင်နည်းနည်းပဲကြည့်ပြီးတော့ဘယ်လိုအထီအောင်ဆုံးဖြေရမလဲဆိုတာကိုသိလာလိမ့်မယ်ဘယ်နေရာကိုဦးစားပေးကြည့်တင်တယ်ဆိုတာလည်းနားလည်လာလိမ့်မယ်ဒီတော့ဘယ်လိုစာမျိုးတွေကိုဦးစားပေးလုပ်ရမလဲဆိုတာကိုသိသွားပြီဆိုရင်တော့နောက်ထပ်မိကုန်းကဘယ်လိုအချိန်မျိုးမှလုပ်ရမလဲအချိန်မလောက်ပေးလုပ်ရမလဲဆိုတာပဲဘယ်အချိန်မှာစာလုပ်ရမလဲဆိုတာကိုမပြောခင်မိကုန်းတစ်ခုယင်နေမယ်မင်းတို့အခုလက်ရှိဖုန်းအားဘယ်လောက်ရှိလဲလွန်ခဲ့တဲ့၄နာရီလောက်ကအားနဲ့အခုနဲ့တူသေးလားတချို့ကအားသွင်းလိုက်လို့တိုးလာရတယ်ဖြစ်နိုင်တယ်လို့တစ်ချိန်လုံး YouTube တွေ TikTok တွေကြည့်ပြီးတော့အားရော့လာရတယ်ဖြစ်နိုင်တယ်တိတ်မကွာဘူးဆိုတဲ့လူလည်းနည်းနည်းရှိမှာပေါ့မင်းတို့ရဲ့အုံနောက်တွေဆိုတာကလည်းဖုန်းအားလိုမျိုးပဲနည်းတဲ့အချိန်ရှိမယ်ညားတဲ့အချိန်လည်းရှိမယ်တစ်နေ့လုံးတသက်မတည်းရှိနေရတော့မဟုတ်ဘူးအားအပြည့်ဆုံးဖြစ်နေတဲ့အချိန်မှာစာများများလုပ်ဖို့ကအရေးကြီးတယ်များသောအားဖြင့်မနက်ပိုင်းချိန်တွေပေါ့ဒီလိုအားအပြည့်ဆုံးဖြစ်နေတဲ့အချိန်မှာကိုယ့်အတွက်အခက်ဆုံးဆိုတဲ့ဘာသာရပ်တွေပု္ပ္ပစာတွေကိုအဓိကထားပြီးလုပ်ရမယ်နောက်တစ်ခုကဆိုပါတော့မင်းကတစ်ပတ်ကို3နာရီလောက်ပဲစာလုပ်မယ်လို့ရည်ရွယ်ထားတယ်3နာရီဆိုတဲ့စာလုပ်ချင်ရတော့အရင်နည်းပါတယ်ဒါပေမဲ့စာမလုပ်ချင်တဲ့လူတွေအတွက်ပဲရည်ရွယ်ပြီးပြောတာဆိုတော့မင်းက3နာရီပဲလုပ်ချင်တယ်ဒါကွာဒီလိုဆိုရင်စာလုပ်ဖို့အရင်နေစိတ်ပါပြီးတော့တရက်တည်းနဲ့3-4နာရီလောက်လုပ်ပြလိုက်ပြီးတစ်ပတ်လုံးဘာမှမလုပ်ပဲနေရမျိုးတော့မဖြစ်စေနဲ့ဖြစ်တဲ့နာတရက်ကိုနာရီဝက်လောက်ပဲလုပ်မယ်ဆိုရင်တော့မှဒီတိုင်းလေးနေ့တိုင်းပုံမှန်လုပ်သွားဖို့ပဲအချိန်ကြာကြီးပေးပြီးလုပ်နိုင်တယ်ဆိုတဲ့သူတွေကလည်း3-4နာရီကိုတစ်ဆက်တည်းလုပ်တာမျိုးမဟုတ်ပဲနဲ့နာရီဝက်လောက်စီဖြစ်ဖြစ် session လေးခွဲပြီးတော့လုပ်အဲ့ဒါမှလည်းစာတွေကိုပို့ပြီးတော့အာရုံစိုက်နိုင်မယ်3နာရီလောက်အာရုံမစိုက်ပဲလုပ်နေရတဲ့နိုင်ဝက်လောက်ပဲအာရုံစိုက်ပြီးလုပ်လိုက်တာရလက်ကအတူတူလောက်ပဲဖြစ်မှာဒါပေမဲ့အာရုံမစိုက်တဲ့ခါကျတော့အချိန်တွေအလဟတ်သက်ဖြစ်သွားတာပေါ့ဒါကြောင့်မလို့အခုကစပြီးတော့တနေ့ကိုစာဘလောက်ပြီးရဆိုတာကိုအချိန်နဲ့မတိုင်းနဲ့တော့ focus ရဲ့ energy ရဲ့နဲ့တိုင်းရမယ်မြန်မာလိုဆိုရင်တော့အာရုံစိုက်မှုနဲ့အုံနောက်ရဲ့အားစိုက်ဆုံးနိုင်မှုပေါ့ဘယ်အချိန်မှာစာလုပ်ရမယ်ဘယ်လိုစာတွေကိုလုပ်ရမယ်ဆိုတာကိုသိသွားရင်တော့ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာကိုထပ်သိထားရမယ်အရေးကြီးဆုံးအချက်ကိုပြပြမယ်စာများများပို့ရခြင်းလဲဆိုရင်စာအုပ်ကိုပိတ်ပြီးတော့စာလုပ်နောက်တာမဟုတ်ပါဘူးတကယ်ပြောတာပါဥပမာပထမကဘာစေးကြောင်းစာချက်တယ်ပဲဒါအရင်ဆုံးဖတ်စာအုပ်ကိုပိတ်လိုက်လက်တလောအကြောင်းရင်းရပါလေဘာနဲ့ခုနှစ်မှာဖြစ်တာလဲဆိုတာကိုစဉ်းစားတခြားယူတရားရောက်ကိုပြန်ရှင်းပြတယ်လို့ပုံစံမျိုးလုပ်ချင်လဲရတယ်လက်တလောအကြောင်းရင်းကလုံးချမှုကြောင့်ဖြစ်တယ်အဲဒီနောက်မှာဘာဆက်ဖြစ်လဲခုပါကိုဆက်ပြီးတော့ရှင်းပြတော့ဟာဆိုတန်ပြီးတယ်လက်မခံတော့ချားကြတယ်ဒါပါပဲဒီနေရာမှာကိုပါကိုပြန်ရှင်းပြနေရင်လည်းမတိတော့တဲ့အပိုင်းတွေလည်းရှိလာလိမ့်မယ်ဒါတွေကိုတော့ခဏကြော်ထားပြီးတော့နားလေတာတွေကိုပဲစိုက်ရှင်းပြပါပြီးပြီဆိုရင်တော့စာအုပ်ကိုပြန်ဖွင့်ခုနကကြော်သားခဲ့တာပဲမတိချာမတိလိုက်တာတွေကိုပြန်ကြည့်ပြီးရင်အဲ့အတိုင်းနောက်တစ်ခါစာအုပ်ကိုပြန်ပိတ်ပြီးတော့ထပ်လေ့ကျင့်ဒါမျိုးထက်ကလေ့ကျင့်ကြည့်စာအုပ်ကိုဖွင့်ပြီးမြင်သမျှစာပြီးထိုင်အော်ညာတက်စာရင်ပို့ပြီးတော့ထိရောက်တာတွေ့ရလိမ့်မယ်ဘာလို့လဲဆိုတော့အုံနောက်ကစာတွေကိုမင်းတို့ဘယ်လောက်ထည့်မှတ်ထားရမျိုးမဟုတ်ဘူးများများပြန်သုံးတဲ့စာတွေကိုပဲမှတ်ထားတာစာအုပ်ကိုပိတ်ပြီးပြန်ရှင်းပြတဲ့အခါကျရင်အုံနောက်ကအားစိုက်ထုတ်ပြီးတော့မှတ်ထားရတွေကိုပြန်ဆွဲထုတ်ရတယ်ဒါကြောင့်မို့လို့လဲပို့ပြီးတော့မှတ်မိလိမ့်မယ်ဒါပေမဲ့ဒီနည်းတွေကို1ရက်2ရက်လောက်လုပ်ကြည့်ုံနဲ့တော့ဘာမှသိတာလာအောင်မဟုတ်အနည်းဆုံး2ပတ်လောက်တော့ဇာတ်တိုက်လေ့ကျင့်ကြည့်အများကြီးတိုးတက်လာတာကိုတွေ့ရလိမ့်မယ်တကယ်တော့အမှတ်များများရဖို့ဆိုရင်စာအများကြီးလုပ်ဖို့လည်းမလိုလို့အချိန်အကြာကြီးလုပ်နေဖို့လည်းမလိုဘူးစနစ်တကျရှိဖို့ပဲလိုတာဒီ3နည်းကိုအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့တာလင်းရိပ်လိုစာတွေမှာအချိန်ရမပေးနဲ့ focus ရဲ့ energy ရဲ့နဲ့တိုင်းအချိန်နဲ့မတိုင်းတာနဲ့စာအုပ်ကိုပိတ်ပြီးတော့စာလုပ်တကယ်တော့မင်းကစာညံ့တာမဟုတ်ဘူးဒီစနစ်အမားတွေနဲ့စာလုပ်နေမိတာအဲကြောင့်မလို့လဲအချိန်နည်းနည်းစာနည်းနည်းပဲလုပ်ပြီးတော့ဒီစနစ်ကောင်းကောင်းနဲ့ဆိုရင်အမှတ်ကောင်းကောင်းရအောင်လုပ်လို့ရတယ်
တင်ရိုးထဲမှာပါတဲ့စာတွေကိုဆရာတိုင်းကတင်ပေးနိုင်ပေမဲ့ဒါမျိုးစာလုံးကြီးတွေကိုတော့ဘယ်သူမှလာပြီးတော့တင်ပေးနေမှာမဟုတ်ဘူးဒီတော့နောက်လဲဒီလိုမျိုးဗီဒီယိုတွေကြည့်အောင် channel လေးကိုလည်း subscribe လုပ်ပေးခဲ့အောင်